ဖယားပေးတယ်ဖယားရုပ်သိမ်းတယ်အဲ့ဒီချိန်မှာဘာလုပ်လဲဖယားကိုချီးမွမ်းတယ်ကောင်းကြီးပေးတယ်ယောဘရဲ့အသက်တာထဲမှာယောဘကကောင်းကြီးခံစားရတဲ့အခါမှာဖယားကိုကိုးကွယ်တယ်ချီးမွမ်းတယ်အခုဒုက္ခဆင်းရဲခံစားရတဲ့အခါမှာဖယားကောင်းကြီးမပေးတော့တဲ့အခါမှာဒုက္ခတွေရောက်လာတဲ့အခါမှာဖယားကိုဆက်ပြီးတော့ကောင်းကြီးပေးနေတယ်ချီးမွမ်းနေတယ်အဲ့ဒါလွယ်မယ်လို့ထင်လားမလွယ်ပါဘူးဒါပေမဲ့အဲ့ဒီမလွယ်ခြင်းထဲကပဲသင်ရဲ့အသက်တာကိုသင်ဟာတခါတည်းသင်ရဲ့အချိန်တွေကိုရွေးယူပြီးတော့သင်ရဲ့နှလုံးသားသင်ရဲ့အာယုံရှိသမျှကိုဖခင်ရဲ့မျက်မှောက်တော်ထဲကိုဥတီပြီးတော့လှည့်လည်မယ်ဆိုရင်မျော်လင့်ခြင်းရောင်ကြီးအသက်ဖခင်ကသင်ရဲ့အသက်တာထဲမှာပြန်ပေးမှာဖြစ်တယ်အာမင်ဖခင်ကိုအပြစ်မတင်ဘူးကာလအချိန်အားလုံးကဖခင်ရဲ့အရှိမဖြစ်ပြနေတာသူဖခင်ကိုအပြစ်မတင်ရဘူးဖခင်ကိုကြောက်တယ်ဆိုတော့အဲ့ဒါဖခင်ကိုယုံတယ်ဆိုတော့အဲ့ဒါဖခင်ပေါ်မှာသစ္စာရှိရဆိုတာအဲ့ဒါအာမင်ဖခင်လက်ထဲကိုအပ်ထားပါတယ်လို့ပြောခြင်းဆိုတာဒီအရာကိုပြောနေတာဖခင်ကိုလုံးဝအပြစ်မတင်ဘူးအရေးဖို့အရေးကို၎င်းတဲ့ဥစ္စာဖို့ဥစ္စာကို၎င်းတဲ့နော်အဲ့တော့ပြောခြင်းတဲ့အရာကအခုကိုရောကသူ့ရဲ့ခန္ဓာကိုယ်ကိုမထိမခိုက်သေးတဲ့အတွက်ကြောင့်မလို့သူကကိုရောကိုကိုးကွယ်နေတာတဲ့အကယ်၍သူ့ရဲ့ကိုယ်ခန္ဓာကိုထိခိုက်လာပြီးဆိုရင်သူ့အခြေအနေအဲ့အဆိုးရွာချက်ကိုကြုံရပြီဆိုရင်တော့ကိုရောပေါ်မှာသစ္စာရှိမှာမဟုတ်ဘူးတဲ့ဘုရားခင်ကလေယောဘကိုယုံနေသီလားโอเคမင်းလို့ငါတာငါအပေါ်မှာသစ္စာရှိအောင်ပါပဲမင်းလို့အခုမင်းသူ့အယိုးသူ့အရေကိုထိလို့ရတယ်သူ့အသက်တော်လုံးဝမထိနဲ့လုံးဝဘုရားခင်အခွင့်မပေးဘူးသူ့အသက်ကိုရုပ်သိမ်းမှာတော့ဘုရားခင်မကြိုက်ဘူးဒါနဲ့မနက်ကချက်ချင်းဆိုသလိုဘုရားရဲ့ထံတော်တွေကထွက်သွားတယ်ယောဘရဲ့ခန္ဓာကိုဟိုးခေါင်းကနေခြေပွားအထိကြီးမားတဲ့အနစိမ်းကြီးတွေပေါက်ဖို့ရန်အတွက်သူ့ရဲ့ခန္ဓာကိုယ်ထဲမှာစာတန်ကယောဂကိုထည့်ပြီးတယ်မှတ်ထားပါနော်ဘုရားကယောဂကိုမပေးဘူးဘုရားကကျမ်းမာခြင်းပဲပေးတာအာမင်ဘုရားကယောဂမပေးဘူးဘုရားကကျမ်းမာခြင်းပေးတယ်သို့တော့အဲ့ဒီအချိန်မှာကျမတို့ရဲ့ယုံကြည်ခြင်းကိုတော့စစ်ဆေးတယ်ဒါကိုနားလည်ဖို့ရန်အတွက်လိုအပ်တယ်မာနကကျမတို့အသက်တာကိုဖျက်ဆီးနေတဲ့နော်ဂျုံဆန်ကိုစကားမှာခါချတယ်လို့မျိုးကျမတို့အသက်တာကိုနော်အစိတ်စိတ်အမော်မှာကွဲထွက်ဖို့နဲ့ပြင်ဆင်နေပေမဲ့ဂျုံဆန်ကစကားကနေခါချတဲ့အခါမှာအခွန်နဲ့အထဲကအဆန်နဲ့နော်ကွဲထွက်သွားပြီးတော့မှတန်ဖိုးရှိတဲ့အရာကထွက်လာတယ်လို့ပဲဆင်းရဲဒုက္ခပြဿနာဆိုတဲ့အရာကကျမတို့အထဲထဲမှာရှိတဲ့တန်ဖိုးရှိတဲ့ယုံကြည်ခြင်းကိုပို့ပြီးတော့ထင်ရှားလာစေဖို့အတွက်ပြုပြင်တဲ့အရာဖြစ်တယ်အာမင်ဒီနေ့ယောဘကဲ့သို့အခုနှုတ်ကပတ်တော်ကိုနားထောင်နေတဲ့သူတွေထဲမှာဘယ်နှယောက်ကြုံတွေ့နေရလဲတော့ကျွန်မမသိဘူးဒါပေမဲ့ကျွန်မပြောချင်တဲ့အရာကအဲ့လိုကြုံတွေ့နေရပြီဆိုလို့ရှိရင်ယောဘကဲ့သို့ဘုရားခင်ကိုမျှော်လင့်ပါစုံစမ်းခြင်းကြီးလေလေယုံကြည်ခြင်းကိုမြင့်တင်ရလေလေပဲမျက်ရည်ကျခြင်းများလေလေကျမတို့ဘုရားသခင်ကိုမျှော်လင့်ခြင်းပို့ပြီးတော့အားကြီးရလေလေပဲလောကမှာရှိတဲ့လူတွေကကျမတို့ကိုမျှော်လင့်ခြင်းမပေးနိုင်ဘူးကုညီကောင်းကုညီနိုင်ရင်ပါလိမ့်မယ်အတိုင်းတာတစ်ခုပဲသို့တော့ယတိပြက်ကျမ်းမာခြင်းယတိပြက်ကောင်းစားခြင်းယတိပြက်လွတ်မြောက်ခြင်းဆိုတာကဘုရားသခင်ထံကပဲလာတယ်မိတ်ဆွေအာမင်